မင်္ဂလာပါရှင်ကုံစင်းလုံးနေတက်နေတဲ့ဒီဘက်ခင်မှာစားစရိတ်ကိုဘယ်လိုလျှော့ရမလဲဆိုတာလူတိုင်းကောင်းခဲနေရတဲ့ကိစ္စပါဒီနေ့ဗီဒီယိုမှာတော့ကျမတို့ဈေးဝယ်တဲ့အခါမှာမလိုအပ်ဖဲနဲ့ပတ်စံမထွက်သွားအောင်လို့ထိန်းချုပ်ပြီးတော့တစ်လကိုအနည်းဆုံး9000ဘို့လောက်တက်တာစင်မဲ့နီလန်3ခုကိုပြောပြပေးသွားပါမယ်ပထမဆုံးနီလန်ကတော့ shopping list ရေးတာပါဈေးတယ်ဒါမှမဟုတ် supermarket ထဲရောက်ရင်မြင်သမျှအကုန်ဝယ်ကြံစိတ်ပေါက်တတ်ပါတယ်။အိမ်ကနေမထွက်ခင်မှာဘာတွေလုပ်လဲဆိုတာကိုစရင်တေချာမှတ်သွားပါ။ပြီးရင်အဲ့ဒီစရင်တွေကပစ္စည်းကလွယ်ရင်တခြားဘာမှမကြည့်ပါနဲ့။ဒါကစိတ်လိုက်မှန်ပါဝယ်တာကိုချက်ချင်းတားဆီးပေးနိုင်ပါတယ်။ဒုတိယချက်ကတော့လူအတော်များများသတိမထားမိတဲ့အချက်ပါ။ဘိုက်စာနေတော့ဈေးမဝယ်ပါနဲ့။သိပ္ပံနည်းကြလေ့လာမှုတွေအရဘိုက်စာနေတဲ့အချိန်မှာဈေးဝယ်ရင်ကျမတို့အုံနောက်ကလိုအပ်တာထက်ပိုဝယ်ဖို့တွန်းအားပေးတတ်ပါတယ်။အထူးသဖြင့် junk food တွေမုန့်တွေအများကြီးဝယ်မိသွားတယ်လို့ဈေးမသွားခင်ဘိုက်ဝအောင်အရင်စားထားဖို့မမေ့ပါနဲ့အောင်နော်။တတိယအချက်ကတော့ supermarket တွေမှာဈေးဝယ်ရင်အောက်ခြေစင်တွေကိုကြည့်ဖို့ပါ။ပုံမှန်အားဖြင့်ဈေးကြီးတဲ့နာမည်ကြီး brand တွေကိုလူတွေမျက်စိနဲ့တန်းနဲ့မြင်ရမယ့်စင်တွေမှာတင်ထားတတ်ပါတယ်။ဈေးသက်သာပြီးတော့အရေးအသွေးတူတဲ့ပစ္စည်းတွေကိုတော့အောက်ဆုံးစင်တွေမှာဖုံးထားတယ်လို့အောက်ဘက်ကိုနည်းနည်းလေးငုံကြည့်လိုက်ရုံနဲ့စက်အများကြီးသက်သာသွားပါလိမ့်မယ်ဒီနည်းလမ်းလေးတွေကိုတစ်လားတိတိလက်တွေ့လုပ်ကြည့်မယ်ဆိုရင်9000မကသက်သာတာကိုတွေ့ရပါလိမ့်မယ်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်လည်းချွေတာနီးကောင်းတွေကိုမျှဝေပေးသွားအောင်ပါအားလုံးပဲပတ်စံတွေအများကြီးစုမိကြပါစေရှင်